ATM ဆက်တဲ့ကိုကတ်တကတ်ထည့်လိုက်ရုံနဲ့ငွေတွေဘယ်လိုထွက်လာတာလဲတကယ်တော့ ATM တစ်လုံးအတွင်းမှာကတ်ဖတ်တဲ့စနစ်ကနေငွေထုတ်ပေးတဲ့ mechanism အထိအစိပ်ပိုင်းတွေအများကြီးပေါင်းစပ်အလုပ်လုပ်နေပါတယ်အရင်ဆုံးကတ်ကို ATM နဲ့ထည့်လိုက်တဲ့အခါကတ်ရီဒါကကတ်ပေါ်ကအချက်လက်တွေကိုဖတ်ယူပါတယ်အဲ့ဒီအချက်လက်တွေကနောက်တစ်ဆင့်မှာကတ်ပိုင်ရှင်ရဲ့အကောင့်ကိုစစ်ဆေးဖို့အသုံးပြုပါတယ်ကတ်အချက်လက်ကိုဖတ်ပြီးတဲ့နောက်အသုံးပြုသူက PIN ကိုရိုက်ထည့်ပါတယ်ရိုက်ထည့်လိုက်တဲ့ PIN အချက်လက်တွေကို ATM ရဲ့လုံခြုံရေးစနစ်ကစစ်ဆေးပြီးမှန်ကန်မှသာ transaction ကိုဆက်လက်လုပ်ဆောင်ခွင့်ပြုပါတယ်ငွေထုတ်ဖို့ရွေးချယ်လိုက်တဲ့အခါ ATM ကငွေပမာဏကိုစစ်ဆေးပြီးအကောင့်ထဲမှာလုံလောက်တဲ့ငွေရှိမရှိကိုစစ်ဆေးပါတယ်အားလုံးစင်ပြေမှသာ cash dispenser ကိုငွေထုတ်ပေးဖို့အမိန့်ပေးပါတယ်အခု ATM ရဲ့အရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီ cash dispenser အတွင်းမှာ roller တွေနဲ့ sensor တွေကငွေစက်ကူတွေကိုတရွက်ချင်းစီခွဲထုတ်ပြီးအပြင်ဘက်ကိုတွန်းပို့ပေးပါတယ် sensor ကငွေစက်ကူတွေမှန်မှန်ကန်ကန်ရွေ့နေကြောင်းစစ်ဆေးပေးပါတယ်နောက်ဆုံးမှာမှန်ကန်တဲ့ငွေစက်ကူတွေကိုစုစည်းပြီး cash lock ကနေအပြင်ကိုထုတ်ပေးပါတယ်အဲဒီအချိန်မှာကားနဲ့ receipt ကိုလည်းပြန်လည်ထုတ်ပေးပြီး transaction တစ်ခုပြီးဆုံးသွားပါတယ်ဒါကတော့ ATM ဆက်တစ်လုံးရဲ့အတွင်းပိုင်းအလုပ်လုပ်ပုံအကျဉ်းချုပ်ပဲဖြစ်ပါတယ်ခုလိုဗီဒီယိုတွေကိုစိတ်ဝင်စားတယ်ဆိုရင် like and follow နဲ့ share လေးလုပ်ပေးသွားကြပါဦး